မိတ်ဆွေများလုံးမင်္ဂလာပါရှင်17လပိုင်းတွင်အင်္ဂါသားသမီးများတွင်တလစာကံကြမ္မာများကိုကိုကနေစပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်17လပိုင်းမှာအင်္ဂါသားသမီးများကံကောင်းမွန်တဲ့ကံတရားပေါ့အလွန်ထူးခြားတဲ့ကံတရားပေါ်မှာရောက်ရှိနေပြီဖြစ်ပါတယ်ဒါကြောင့်အင်္ဂါသားသမီးများအစအဆုံးလေးကြည့်ပေးဖို့လိုအပ်ပါတယ်အင်္ဂါသားသမီးများဒီ17လပိုင်းမှာဆိုရင်မိမိတို့အနေနဲ့ပညာရေးအောင်မြင်မှုတွေပိုင်ဆိုင်ရမယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ကံအရင်ကောင်းတဲ့ပုံမှာတည်ရှိနေပါတယ်တခုကကြတော့အလောက်ကံနဲ့ပတ်သက်ပြီးတော့အနည်းအငယ်တိုက်ခံပြုတဘောမျိုးတွေတွေ့ကြုံရတတ်ပါတယ်ငွေကြေးပိုင်းမှာတော့ဆုံးရှုံးစရာနဲ့စိတ်တော့ကရောက်စရာတွေတွေ့ရတတ်ပါတယ်လူမှုရေးအပိုင်းတွေမှာဝင်မပါမိအောင်ဖယ်နေရမှာဖြစ်ပါတယ်ဒါဆိုရင်အင်္ဂါသားသမီးများဒီ17လပိုင်းမှာဆိုလို့ရှိရင်တော့ခရီးနဲ့ပတ်သက်တာတွေအောင်မြင်တတ်ပါတယ်စကားပြောဆိုတဲ့လုပ်ငန်းမျိုးတွေနိုင်ငံရေးသားနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေဆိုရင်အထူးပဲအောင်မြင်မှုတွေပိုင်ဆိုင်ရပါတယ်17လပိုင်းမှာအင်္ဂါသားသမီးတွေကဘာပဲကြုံနှစ်ကြိမ်နှစ်ခါလောက်တွေ့ကြုံရပါတယ်အဖန်အခါစ조사နေရတဲ့ကာလလို့ပြောလို့ရပါတယ်အင်္ဂါသားသမီးများဒီ17လပိုင်းမှာဆိုရင်မမျော်လင့်မဲနဲ့ငွေတွေစုလိုက်ပုံလိုက်ဝင်လာမယ်ငွေကြေးတွေအရန်ကံကောင်းတယ်ဒါပေမဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေနော်ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုယ့်ရဲ့ရွေးချယ်မှုတွေကြောင့်ငွေကြေးတွေကဆုံးရှုံးသွားရတာပြန်ထွက်သွားတာအဖက်မတင်တယ်လို့ဖြစ်သွားတာမျိုးတွေဖြစ်ပါတယ်ဒီလမှာ17လပိုင်းမှာအင်္ဂါသားသမီးတွေကအလှူအတန်းတွေရည်ရွယ်ချက်တွေနဲ့အကောင့်ထဲပေါ်ဆောင်နိုင်ပါတယ်အလှူအတန်းတွေကြီးမားမားလှူရတတ်ပါတယ်အင်္ဂါသားသမီးများလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်အလုပ်သစ်နေရာသစ်ပြောင်းရွှေ့ရတတ်တယ်တည်ငြိမ်မှုတွေအပြောင်းရွှေ့မှာလည်းတည်ငြိမ်မှုတွေရရှိတတ်တယ်အလုပ်ကောင်းနေရာကောင်းတွေရရှိတတ်ပါတယ်အကြီးအကဲရဲ့ကူညီမှုဖေးမမှုညဏတာပေးမှုတွေကြုံရတတ်ပါတယ်ဒါကြောင့်အင်္ဂါသားသမီးများ17လပိုင်းမှာဆိုရင်ကံရမ်းကောင်းပါတယ်မိမိတို့အနေနဲ့ကလုပ်ငန်းပိုင်းမှာအရန်လောကြီးပြီးတော့ဆုံးဖြတ်လိုက်တာမျိုးတွေမပြုလုပ်ဘူးတော့လိုအပ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့မှအောက်လက်ငယ်သားနော်လုပ်ဖို့ကင်ဖက်အချင်းအတိုက်ခံအပြုတဘောမျိုးတွေဝင်ရောက်လာနိုင်ပါတယ်ဒါကြောင့်အလုံးနဲ့ပတ်သက်ပြီးတော့တတိလေးထားပြီးတော့ရှေ့ဆက်သွားမယ်ဆိုရင်တော့အောင်မြင်မှုတွေရရှိတတ်ပါတယ်အဲ့တော့ဒီလမှာအမွေတွေရဖို့ရှိရင်ရတတ်ပါတယ်မပြီးပြတ်သေးတဲ့ကိစ္စတွေကဒီ17လပိုင်းမှာပြီးပြတ်သွားတတ်ပါတယ်ကိုယ့်ရဲ့အကြံစီအောင်မြင်သွားတတ်ပါတယ်ငွေကြေးတွေစုဆောင်းထားတယ်ဆိုရင်တော့ဒီ17လပိုင်းမှာအကုန်ကြများတတ်ပါတယ်အလှူအတန်းတွေလည်းပြုလုပ်ရတတ်ပါတယ်တခုတော့တတိထားပါဖြက်လန်းနည်းနဲ့စီးဝါးရှာတာတွေဖြက်လန်းနည်းနဲ့ရင်းနှီးမြှုပ်နှံလိုက်တာမျိုးတွေလောက်တာမျိုးတွေမပြုလုပ်ရပါဘူးအထူးဂရုစိုက်ရမှာဒီလထဲမှာဒီအင်္ဂါသားသမီးများကံအမြင့်ပိုင်းထဲမှာရောက်နေတဲ့အတွက်မိမိတို့အနေနဲ့ကအလောင်းကစားတွေအပျော်ပါးတွေအရက်သေးစားတွေရှောင်ပေးရမှာဖြစ်ပါတယ်မိမိတို့ရဲ့မွေးနေ့မွေးရက်မှာတက်တော့စားမယ်ဒိတ်တံပတိစိတ်မယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်လူငယ်တွေဖြစ်တယ်ဆိုရင်တော့လူပြိုလူလည်းဖြစ်တယ်လူငယ်တွေလည်းဖြစ်တယ်ဆိုရင်တော့အခြေရေးမှာမျက်နှာသာပေးမှုတွေကြုံရတတ်ပါတယ်ချစ်သူရဲ့အလိုလိုက်မှုတွေလက်ထပ်မင်္ဂလာစစ်ဆက်ကြောင်းလန်းခြင်းတွေခံရတတ်ပါတယ်အဲ့တော့မင်္ဂလာကိစ္စတွေအထမြောက်အောင်မြင်တတ်ပါတယ်မင်္ဂလာရက်မြက်ဒီလေဒီလထဲမှာလက်ထပ်မင်္ဂလာပွဲတွေပြုလုပ်မဆိုရင်လည်းအောင်မြင်တတ်ပါအမှုပညာရှင်တွေအနေနဲ့ကတော့ဒီ17လပိုင်းဆိုတာလူမှုရေးအတိုက်ခိုက်လေးတွေနည်းနည်းရှိတယ်ကိုယ့်ရဲ့အပြောမအဆိုမလေးပေါ်မှာတည်ရှိနေတယ်နောက်တစ်ခုကကိုကဒီအမှုပညာသမားတွေအထူးဂရုစိုက်ရမှာအင်္ဂါသားသမီးအမှုပညာသမားတွေအခုမှစလုပ်မဲ့လူတွေဆိုလို့ရှိရင်တော့စိတ်တက်ကြစရာလေးနည်းနည်းတော့တွေ့ကြုံရတတ်ပါတယ်အမှုပညာလုပ်ငန်းတွေတော့ဒီလထဲမှာနည်းနည်းလေးတိုက်ခံအပြုတဘောလေးတွေအပြစ်မလွတ်တာမျိုးလေးတွေအပြောဆိုခံရတာမျိုးလေးတွေကြုံရတတ်ပါတယ်အထူးဂရုစိုက်ပါဒါကြောင့်မိမိတို့အနေနဲ့ကအင်္ဂါသားသမီးများဒီတနင်္လာနေ့10နာရီတီမှာပေါ့နော်မိမိတို့အနေနဲ့နှင်းစီပန်း9ပွက်လှူဒန်းပြီးပါလှူပြီးတော့ကိုအလိုရှိရာအရှိရဘက်ကိုမျက်နှာမူပြီးတော့ဆူတောင်းပေးရမှာဖြစ်ပါတယ်အင်္ဂါသားသမီးများဒီ17လပိုင်းမှာကိုဝင်ဆောင်တဲ့စုလို့ရှိရင်တော့စိတ်ယုံမှမူရမယ်သားသမီးယေဒနာတွေဝင်လာဖို့လည်းရှိတယ်နောက်တစ်ခုကညညက်နေကိုအိမ်မှာတဲကိုနေထိုင်တာမျိုးတွေဧည့်သည်တွေရောက်လာတာမျိုးတွေတွေ့ရတတ်ပါတယ်ကြုံရတတ်ပါတယ်အိမ်အောင်ရှိတဲ့သူဧည့်သည်မျိုးတွေရောက်လာရင်အထူးဂရုစိုက်ရမယ်
အဲ့တော့ဒီနှစ်ပိုင်းထဲမှာဒီကာလလေးမှာပေါ့ဒီလပိုင်းလေးထဲမှာကိုကမျက်နှာလေးပွင့်နေမယ်အိမ်အောင်ရှိသူကပါကိုယ့်ကိုနှစ်သက်သဘောကျတာမျိုးတွေဖြစ်တတ်ပါတယ်မျက်နှာအရန်ပွင့်တဲ့ကာလလို့ပြောလို့ရပါတယ်အဲ့တော့အင်္ဂါသားသမီးများဒီကာလမှာဆိုရင်တော့အလုံလာစားတွေကောင်းမယ်ယာတူတိုးတာတွေခံရဖို့ရှိတယ်သားသမီးလက်အောင်ငယ်သားသမီးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်စိတ်တော့ကရောက်ရတတ်တယ်ဒါလေးတော့နည်းနည်းကြည့်ဆိုင်ပါငွေကြေးတွေအများကြီးရင်းနှီးမြှုပ်နှံတာမျိုးတွေမပြုလုပ်ရပါဘူးရက်20ပိုင်းအကျော်မှာတော့ကံတရားကကြောင်းလေးတွေထူးခြားစွာကြုံရတတ်ပါတယ်ထိပေါက်ကိန်းရှိတာမျိုးတွေထိပေါက်နိုင်ပါတယ်ထိထိုးပေးဖို့လည်းမမေ့ပါနဲ့အဲ့တော့အင်္ဂါသားသမီးများဒီလမှာဆိုရင်ကျမ်းမာရေးအနည်းငယ်ညံ့တတ်ပါတယ်ကျမ်းမာရေးဂရုစိုက်ပါဦးကောင်းပိုင်းနဲ့ဝမ်းပိုက်တွေဒုက္ခပေးတတ်ပါတယ်မကြာခဏခေါင်းမူတာတို့ခေါင်းကိုက်တာတို့ဖြစ်တတ်ပါတယ်ဝင်းပြက်တာမျိုးတွေဝင်းပြက်တဲ့အစာအသောက်တွေလည်းရှောင်ရမှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဘုရားညနေဆောင်မှာအင်္ဂါသားသမီးများစေဝါတဆာတက်ကြီးရွယ်အိုလှူဒန်းပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့အင်္ဂါသားသမီးများဒီအိမ်မှာဒီလိုကာလမှာပေါ့ကိုယ့်အိမ်မှာအပြိုလူပြိုရှိနေတယ်ဆိုရင်တော့တတိထားပါအိမ်ကနေထွက်သွားတတ်ပါတယ်เนาะဒီကာလလေးမှာတော့မိမိအနေနဲ့ကဘာသာရေးလေးလုပ်ပြီးမယ်ဆိုရင်တော့ပိုကောင်းပါတယ်မိမိတို့ရဲ့လုပ်ငန်းတွေစတင်အကောင့်ထဲပေါ်မယ်ဆိုရင်လည်းအလုပ်ကိုရဲရဲဆုံးဖြတ်ပါကောင်းပါတယ်အိမ်တော်ရေးကတော့မသိမပြတ်ဖြစ်နေတာမျိုးတွေကဒီလပိုင်းထဲမှာပြန်လည်တင့်မြတ်သွားတတ်ပါတယ်ပျော်ရွှင်တဲ့အိမ်တော်ရေးမျိုးတွေကြုံရတတ်ပါတယ်ဖြစ်မှာပါเนาะအဲ့တော့စိတ်တော်ကရောက်စရာတွေစိတ်ညစ်ရစရာတွေရှိခဲ့တယ်ဆိုရင်တော့17လပိုင်းမှာအိမ်တော်ကြီးကပြန်လည်အဆင်ပြေသွားတတ်ပါတယ်ဒါကြောင့်အင်္ဂါသားသမီးများဆိုလို့ရှိရင်မိမိတို့အနေနဲ့နှင်းစီပန်း9ပွင့်အုံးညွန့်က6ညွန့်ရော့လာလေး4ညွန့်နဲ့အတူမြတ်စွာဘုရားရှင်ကိုပန်းအိုးလေးလှူဒန်းပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီကာလလေးမှာအင်္ဂါသားသမီးများဆိုလို့ရှိရင်မိမိတို့အနေနဲ့ကဒီမြတ်စွာဘုရားရှင်ကိုမိမိတို့အနေနဲ့ထီးလူတလက်လှူဒန်းပြီးတော့မှလူရဆူတောင်းပေးပါဝိနေဝေးရက်ဒီမှာအဋ္ဌံပတိစိတ်တာမျိုးတက်တော်စားတာမျိုးတွေပြုလုပ်ပေးပါဒီကာလလေးမှာမိမိတို့နဲ့အကျိုးမပေးတာကတော့ဗုဒ္ဓဘူးတနင်္လာတနင်္ဂနွေသားသမီးများအထူးဂရုစိုက်ရမယ်အကျိုးပေးတဲ့သားသမီးတွေကတောက်ကြစနေကြာတာပတိအကျိုးပေးပါတယ်အဲ့တော့ဒီ17လပိုင်းမှာဆိုရင်ဗုဒ္ဓဘူးတနင်္လာသားသမီးနဲ့စက်တူလုပ်ငန်းတွေလုပ်မယ်ဆိုရင်တော့အထူးဂရုစိုက်ပေးပါရန်များတတ်ပါတယ်လူမှုရေးကိစ္စတွေတွဲဖက်ပြီးဆောင်ရွက်မယ်ဆိုရင်လည်းအထူးဂရုစိုက်ရမယ်တယောက်နဲ့တယောက်နားလည်မှုတွေလွဲတာမျိုးတွေဖြစ်တတ်ပါတယ်ကဲအင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတွေပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလို့ရဆန္ဒတွေပြည့်ဝနိုင်ကြပါစေရှင်ကျမထံမှာပေးတယ်မိမယ်ဆိုလို့ရှိရင်တော့3998980တင်55 Viber ကနေတစ်ဆင့်လာရောက်မေးမြန်းနိုင်ပါတယ်ညံမှုစောက1000ခွဲယူပါတယ်အလှည့်ကြလေးဟောပေးပါတယ်ရှင်